အနန္နာတဲ့ချစ်ခင်အပ်မြတ်နိုးအပ်သောတတ္တဝသင်္ခါရတို့နဲ့ရှင်ကွဲသို့မဟုတ်တေကွဲကွဲကြရလိမ့်မယ်ဆိုတာကိုဟိုးရှိတုန်းကစပြီးတော့ငါဘုရားအထက်ထက်အခါကဟောထားပြီးမဟုတ်ပါလားတဲ့နော်တတ္တဝါတွေဆိုတာအမြဲထာဝရအတူတူနေကြရမှာမဟုတ်အခါအတန်လေးပဲနေကြရတာပါဒါကြောင့်နေရာတော့အခါအတန်လေးမှာမေတ္တာတရားနဲ့တယောက်ရဲ့အကျိုးကိုတယောက်လိုလားပြီးတော့အကျိုးရှိရှိနေထိုင်နိုင်အောင်ကြိုးစားရမှာကိုအမြဲတမ်းနေကြရတဲ့လူတွေအတူတူနေကြရတဲ့လူတွေဟာတကယ်တမ်းကတော့အမြဲထာဝရအတူတူနေကြရမှာမဟုတ်ပါဘူးအဲ့ဒါလို့အမြဲထာဝရအတူတူနေရမှာမဟုတ်ဘူးဆိုတဲ့ဒီအမှန်တရားကိုစဉ်းစားမိခြင်းဒီပင်လျင်ဆက်ဆံရေးကိုပို့ပြီးတော့ပြည်လေနိုင်စေတယ်လို့ဦးဇင်းထင်တယ်ဟုတ်လားဒါခဏပဲဆိုတဲ့အတွေးဟာနေရာတုံးကလေးဆိုတဲ့အတွေးကစိတ်ကိုနူးညံ့သွားစေတယ်တိမ်မွေ့သွားစေတယ်နောက်မေတ္တာကရုဏာကိုဖြစ်ပေါ်သွားစေတယ်ဟုတ်လားဒါကြောင့်အတူတူနေကြရတဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ရသောအဖြစ်လူသားတွေဟာအမြဲထာဝရအတူတူမနေကြရဘူးဆိုတဲ့အချက်ကိုမေ့လျော့နေတတ်တယ်ပေါ့ဟုတ်လားအဲ့ဒါလိုမေ့လျော့နေတော့မကောင်းဘူးဆိုရင်လည်းဒါအမြဲမကောင်းနေတော့တာလို့စိတ်ကအဲ့လိုထင်တာဟုတ်လားအဲ့တော့မကောင်းရင်လည်းပဲတုံးတိုင်းဟာသီးမခံနိုင်ဘူးကောင်းတယ်ဆိုရင်လည်းအလွန်မင်းဆွဲလန်းနေတကယ်တမ်းကကောင်းသည်ဖြစ်စီဆိုးသည်ဖြစ်စီအတူတူနေကြရတဲ့ပုဂ္ဂိုလ်တွေဟာအမြဲထာဝရနေခွင့်မရှိပါဘူးအဲ့ဒီအမှန်တရားဟာစဉ်းစားမယ်ဆိုလို့ရှိရင်အလွန်တရာမှလူတစ်ယောက်ကိုမြင့်မြတ်သွားစေလိမ့်မယ်တန်ရှင်းစင်ကြယ်သွားစေ